တုန်းကမြန်မာကြီးရွာတရွာမှာတိတ်ဆိတ်ပြီးတဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီရွာမှာလူငယ်တစ်ယောက်အမြဲစဉ်းစားတွေးခေါ်တတ်သူတစ်ယောက်လည်းရှိနေခဲ့ပါတယ်။ဒီနေ့မှာတော့ရွာသားတွေအရေးကြီးတဲ့ပြဿနာတစ်ခုကိုကြုံတွေ့လာကြပါတယ်။ရေလေမြောင်းပြက်စီးသွားပြီးလေယာရီခြောက်သွားမဲ့အန်တရယ်ထဲမှာရှိနေကြပါတယ်။အားလုံးစိုးရင်ပူပန်နေကြသလိုဘာလို့ရမလဲမသိကြတော့ပါဘူး။အဲ့ဒီအချိန်မှာလူငယ်ကတိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီးပြဿနာကိုနက်နက်ရှိုင်းရှိုင်းစဉ်းစားနေခဲ့ပါတယ်။ရေဘလို့စီးသလဲဘလို့ပြန်ညှိနိုင်မလဲဆိုတာကိုသူ့စိတ်ထဲမှာတဆင့်ချင်းလေ့လာသုံးသပ်နေခဲ့ပါတယ်။ပြီးတော့သူကသူ့အတွေးကိုရွာသားတွေရှေ့မှာမျှဝေလိုက်ပါတယ်။မြေပြင်ပေါ်မှာပုံဆွဲပြီးရှင်းပြသလိုသူ့ရဲ့အတွေးဟာအစ်စ်တစ်ခုလိုထင်ရပေမဲ့တချို့ကတော့ယုံကြည်ဖို့မလွယ်သေးပါဘူး။ဒါပေမဲ့သူတို့အားလုံးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ရွာသားတွေတဦးနဲ့တဦးကူညီပြီးမြောင်းကိုပြန်လေတိဆောက်ကြပါတယ်။လူငယ်ကတော့လမ်းညွန်ပေးပြီးအားပေးနေခဲ့ပါတယ်။အချိန်တစ်ခုကြာပြီးနောက်မှာတော့ရေဟာပြန်လဲစီးဆင်းလာပါတော့တယ်။လေယာတွေပြန်လဲဆိုးပြီးလာပြီးရွာသားတွေရဲ့မျက်နှာပေါ်မှာပျော်ရွှင်မှုတွေပြန်လဲမြင်တွေ့ရပါတယ်။ရွာသားတွေကလူငယ်ကိုကျေးဇူးတင်ကြပြီးအဖိုးအဖွားတွေကလည်းဂုဏ်ယူစွာခေါင်းညှိကြပါတယ်။သူ့ရဲ့ဉာဏ်ပညာနဲ့စဉ်းစားနိုင်မှုဟာရွာတစ်ရွာလုံးကိုကယ်တင်ခဲ့တာပါ။ဒီပုံပြင်ကတော့ပြဿနာတိုင်းကိုအားနဲ့မဟုတ်ပဲဉာဏ်ပညာနဲ့ဖြေရှင်းနိုင်တယ်ဆိုတာကိုပြသထားပါတယ်။စဉ်းစားတတ်ခြင်းဟာအကြီးမားဆုံးအင်အားတစ်ခုပါပဲ။